မေတ္တာအားကြီးလို့ရှိရင်မနုဿာနံပိယောဟောတိကိုဝင်းကျင်ကလူတွေရဲ့ချစ်ချင်းမေတ္တာလွယ်လွယ်ကူကူရနိုင်အမနုဿာနံပိယောဟောတိတဲ့လူမဟုတ်တဲ့တခြားသောတတဝါအကုန်ပဲတိရစ္ဆာန်တွေရောနတ်တွေရောနတ်မှာကောင်းတဲ့နတ်မကောင်းတဲ့နတ်အကုန်လုံးပေါ့လေအမနုဿဟုတ်လားအဲ့ဒီလူမဟုတ်တဲ့တခြားသောတတဝါတွေရဲ့မေတ္တာကိုလည်းလွယ်လွယ်လေးရနိုင်ဟုတ်လားဒေဝတာနာရခန္တိနတ်တွေရဲ့ကာကွယ်ဆောင်ရှောက်မှုကိုလည်းရနိုင်တယ်လို့ခေါ်တယ်အဲ့တော့ဘုန်းဘုန်းတို့ရဲ့ဘဝမှာဘေးတွေအန္တရာယ်တွေဖြစ်နေတယ်ဆိုတာကတိတိကျကျအနှစ်ထုတ်ပြီးတော့ဘုန်းဘုန်းတို့စဉ်းစားကြည့်မယ်ဆိုရင်ဘေးတွေကဘယ်ကလာတဲ့ဘေးတွေကများလဲလို့မင်းလူချင်းချင်းစီကလာနေတဲ့ဘေးတွေပဲများလူတွေဟာဘယ်သူ့ကိုကြောက်ရတော့အဓိကလူတွေကိုပဲကြောက်ရလူချင်းချင်းနှိပ်စက်နိုင်တယ်လူချင်းချင်းဒုက္ခပေးနိုင်တယ်လူချင်းချင်းပဲဘုန်းဘုန်းတို့တွေဟာတကယ်တမ်းကဘာလို့နေရသတိထားနေရဟုတ်လားအဲ့တော့လူကကိုယ့်ကိုချစ်တယ်ဆိုရင်ဒီလူကြောင့်ကိုကဒုက္ခရောက်စရာဘေးဖြစ်စရာအကြောင်းမရှိလူကကိုယ့်ကိုဒုက္ခပေးတယ်ဆိုတော့အဲ့ဒီလူကကိုယ့်ကိုမုန်းလို့ပေါ့ဟုတ်လားတကယ်လို့နတ်ကကိုယ့်ကိုဒုက္ခပေးတယ်ဆိုရင်အဲ့ဒီနတ်ကကိုယ့်ကိုမုန်းလို့ပေါ့ကိုယ်သာမေတ္တာအားကြီးမယ်ဆိုရင်အဲ့ဒီလူတွေနတ်တွေကကိုယ့်ကိုမုန်းမှာမဟုတ်မမုန်းဘူးဆိုလို့ရှိရင်ဘေးတွေအန္တရာယ်လည်းတွေ့တဲ့အကြောင်းမရှိတော့ဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်နော် तू ကဒုက္ခပေးခြင်းနဲ့စိတ်ကိုပဲမပေါ်တော့တဲ့အတွက်ကြောင့်သူ့ရဲ့လုံခြုံမှုကမှတကယ်ကိုပဲအကုလိုက်တာဘုန်းတို့ဟာတော်ကြီးတွေကတ်ထားတယ်ခြံစည်းဥတွေကြီးလုပ်ထားတယ်ခိုးကြီးတွေမွေးထားတယ်ဟာအဆောင်တွေချထားတယ်ဆိုတာဟောဒုက္ခပေးခြင်းတဲ့လူကအမြဲတမ်းစောင့်နေတာလစ်တာနဲ့ तू ကလုံမှာပဲလေဟုတ်လားအဲ့တော့ तू ဘလောက်ပဲလုံခြုံအောင်စောင့်နိုင်မှလည်းပြောနေနော်အခွင့်အခါနော်မပေးလို့ဟိုကဒုက္ခမပေးရတာပဲရှိတယ်အခွင့်အခါတင့်တာနဲ့ဝင်မှာပဲဟောဒုက္ခပေးခြင်းတဲ့စိတ်ကိုကလှမ်းပြီးတော့တားဆီးထားတာမှမဟုတ်ဖဲကိုမေတ္တာတရားကဒုက္ခပေးခြင်းတဲ့စိတ်ကိုပဲလှမ်းပြီးတော့တားဆီးထားတာဖြစ်တဲ့အတွက်ကြောင့်သူ့ကြောင့်ရန်ငြိမ်းရခြင်းကသာလေပို့ပြီးတော့စိတ်ချပေါ်ရရှိတယ်ဒါကြောင့်မြတ်စွာဘုရားကကုလသုတ်တံမှာယောက်ျားသားများပြီးတော့မိန်းမသားနေတဲ့အိမ်ကိုလူဆိုးတစ်ခုတွေဝင်နှိပ်စက်ဖို့ဆိုတာမလွယ်ဘူးတဲ့နော်အဲ့လိုပဲလူတယောက်မှာမေတ္တာတရားအားကြီးပြီးတော့ဒေါသအားနေတယ်ဆိုရင်အမနုဿတကူရှိတဲ့နတ်တွေကတော့သူ့ကိုနှိပ်စက်ဖို့မလွယ်ဘူးတဲ့လူချင်းချင်းမပြောနဲ့နော်မိန်းမသားများပြီးတော့ယောက်ျားသားနေတဲ့အိမ်ဆိုရင်တော့လူတို့တစ်ခုတွေဝင်ပြီးတော့နှိပ်စက်ဖို့လွယ်တယ်တဲ့ဟုတ်လားအဲ့လိုပဲဒေါသအားကြီးပြီးတော့မေတ္တာအားနေတဲ့ပုဂ္ဂိုလ်ရဲ့တန်တန်ဆိုလို့ရှိရင်တော့အမနုဿတွေနှိပ်စက်ဖို့အတွက်လွယ်တယ်လို့အဲ့လိုဥမာပေးတာရှိဟုတ်လားဒါမေတ္တာတရားရဲ့အပြင်ဘက်ကယံတွေကိုကာကွယ်နိုင်စမ်းရှိပုံကိုမြတ်စွာဘုရားဟောပြပုံကိုလေဟုတ်လားဒါကြောင့်မေတ္တာတရားရဲ့စွန့်ရည်တတ္တိတွေကိုဘုန်းဘုန်းတို့အများကြီးလေ့လာကြရမယ်ကြိမ်ဖန်များဆိုလဲစဉ်းစားကြည့်တဲ့နေဒါမှဘုန်းဘုန်းတို့မေတ္တာကိုပို့ပြီးတော့ပို့ပြစ်မယ်ပေါ့နော်မေတ္တာကိုပို့ပြီးတော့အားကိုးပြစ်မယ်ပေါ့ဟုတ်လား